ကမ္မထာအလုံးနဲ့အိတ်ငိုက်ခြင်းအများအားဖြင့်ပျော်စရာရွှင်စရာရုပ်ရှင်ဇာတ်ကားများကိုကြည့်နေတဲ့အချိန်မှာအိတ်ငိုက်တယ်ဆိုတာမရှိသလောက်ပဲသို့သောတိတ်ဆိတ်ငြိမ်သက်စွာကမ္မထာအာယုန်နဲ့စိတ်ကိုလေ့ကျင့်ပြီးတော့ကမ္မထာအလုပ်အားထုတ်နေပြီဆိုလို့ရှိရင်အိတ်ငိုက်ခြင်းဆိုတာဝင်လာတတ်တာဓမ္မတာလိုပဲဖြစ်နေတယ်အဲ့တော့အိတ်ငိုက်လာတာဘာကြောင့်အိတ်ငိုက်လာသလဲလို့ဘယ်အရာပဲဖြစ်ဖြစ်အကြောင်းတရားဆိုတာရှိတယ်ဘာကြောင့်အိတ်ငိုက်ထားလဲအိတ်ငိုက်ခြင်းရဲ့အကြောင်းတရားရှာရမယ်နောက်တစ်ဖန်အိတ်ငိုက်တာဟာကုသိုလ်လားအကုသိုလ်လားဆိုတာလေခွဲခြားသိဖို့လိုအပ်တယ်ကောင်းတဲ့အလုပ်တွေကိုဒီအိတ်ငိုက်ခြင်းဟာဘာဖြစ်လို့နှောက်ယှက်မှုပေးရသလဲအိတ်ငိုက်တယ်ဆိုတဲ့သဘာဝတရားဟာရုပ်ခန္ဓာကိုယ်ကြီးမှာဖြစ်တာလားစိတ်ထဲမှာဖြစ်ပေါ်လာတာလားဒါတွေစမ်းစစ်လေ့လာကြည့်ဖို့လိုတယ်ပေါ့အဲ့တော့ရုပ်ခန္ဓာကိုယ်ကြီးမှာဖြစ်လာတဲ့ငြိမ်မြီးမှုဆိုတာဘယ်အစလာတာတော့အကုသိုလ်ဖြစ်တဲ့အိတ်ငိုက်စေတတ်တဲ့တရားကတော့ဌိနမိတ်တာလို့ခေါ်တယ်အလုံးကြားဖို့ရတယ်ဌိနမိတ်တာငြိမ်မြီးတတ်တဲ့ပုဂ္ဂိုလ်အိတ်များတဲ့ပုဂ္ဂိုလ်ဌိနမိတ်တာအားကြီးတယ်လို့ပြောကြတယ်ဌိနမိတ်တာဆိုတဲ့တရားကိုဘုရားမြတ်စွာကနိဝရဏတရားလို့ဒီလိုဟောတယ်နိဝရဏဆိုတာပိစ္ဆုတတ်တဲ့တရားဘာကိုပိစ္ဆုတတ်တာလဲဆိုလို့ရှိရင်ကုသိုလ်စိတ်တွေဖြစ်မလာအောင်ပိစ္ဆုတတ်တယ်ဒီပြင်ဟာကိုပိစ္ဆုတတ်တာမဟုတ်ဘူးရေမြောင်းထဲမှာအမိုက်တရိုက်တွေပိတ်ဆို့နေလို့ရှိရင်ရေမစီးသလိုပဲစိတ်ထဲမှာဌိနမိတ်တာဝင်လာပြီဆိုလို့ရှိရင်ကုသိုလ်ဖြစ်ဖို့မရှိတော့ဘူးဌိနမိတ်တာဒီကုသိုလ်ဖြစ်မှုကိုဆုတ်ပိတ်တယ်လို့ဒီလိုပြောတယ်အဲ့ဒါကြောင့်နိဝရဏနိဝရဏဆိုတာကုသိုလ်ဖြစ်ဖို့ဆုတ်ပိတ်တတ်ရုံမြမကဘူးစိတ်ရဲ့အညစ်အကြေးတစ်မျိုးလည်းဖြစ်တယ်စေတသောဥပ္ပခိလေတေမြတ်စွာဘုရားနိဝရဏတရားတွေဟာစေတသောဥပ္ပခိလေတစိတ်ကိုညစ်ညူးစေတတ်တဲ့တရားတွေဖြူစင်းနေတဲ့သဘာဝတရားရှိတဲ့စိတ်ကလေးဟာဒီနိဝရဏတရားတွေတစ်မျိုးမျိုးပေါ်လာပြီဆိုလို့ရှိရင်ညှဉ်းနှွမ်းသွားတာပဲစိတ်ဖြူစင်မှုမရှိဘူးစိတ်ကြည်လင်မှုမရှိဘူးစိတ်ညစ်နွမ်းသွားပြီဆိုရင်ဘာဖြစ်လဲအသိပညာတွေလည်းအားပြော့သွားစေနိုင်တယ်ပညာယထုပ္ပလီကရဏေတဲ့အသိပညာတွေအားပြော့သွားအောင်လုပ်တယ်အားပြော့သွားတယ်ဆိုအားမရှိတော့ပညာရဲ့စွမ်းအားတွေရော့ကျသွားပြီဆိုလို့ရှိရင်သဘာဝအစစ်မှန်ကိုသိနိုင်စွမ်းမရှိတော့ဘူးလို့ဒီလိုပြောတာပေါ့အဲ့တော့ဌိနမိတ်တာဆိုတာနိဝရဏတရားဖြစ်သည့်အတွက်ကြောင့်ပညာကိုအားပြော့မှိမ့်မိန်စေတတ်တဲ့တရားကုသိုလ်စိတ်ဖြစ်ပေါ်ပြီးမလာအောင်ပိတ်ဆို့ရတဲ့တရားဖြစ်လို့သူ့ကိုအကုသိုလ်တရားလို့ပဲခေါ်တယ်ဘယ်စိတ်တွေနဲ့ရှင်တွဲဖြစ်လဲလို့ဆိုရင်ဌိနမိတ်တာဆိုတဲ့သဘာဝတရားသည်လောဘစိတ်နဲ့လည်းရှင်တွဲဖြစ်တယ်ဒေါသစိတ်နဲ့လည်းရှင်တွဲဖြစ်တယ်လောဘအခြေခံတဲ့စိတ်ကိုလောဘမူလစိတ်သို့မဟုတ်လောဘဥဆောင်တဲ့စိတ်လောဘအဓိကထားပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ဒေါသဥဆောင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ဒေါသမူစိတ်သို့မဟုတ်ဒေါသစိတ်နဲ့လည်းရှင်တွဲပြီးတော့လာတယ်လောဘစိတ်ထက်သန်မှုမရှိတဲ့အခါမှာဌိနမိတ်တာဖြစ်တယ်ဒေါသစိတ်ရော့ကျသွားတဲ့အခါမှာလည်းပဲဌိနမိတ်တာသို့တော့အဲ့ဒီအချိန်မှာဌိနမိတ်တာရဲ့သဘာဝတရားဟာသိပြီးတော့ထင်ရှားမှုမရှိလာဘူးတဲ့အဲ့ဒီသဘာဝတရားနှစ်ပါးကို
ခွဲခြားပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဓမ္မသင်္ကနီပါဠိတော်မှာစိတ်တတအကမ္မညတာထိနံစိတ်ရဲ့လှုပ်ဆောင်နိုင်စွမ်းမရှိတဲ့သဘောဟာထိနာဆိုလိုတာကထိနာဆိုတဲ့သဘာဝတရားပေါ်လာလို့ရှိရင်စိတ်အားတွေပျော့ကျသွားတယ်စိတ်ဟာကုသိုလ်ကောင်းမှုဘက်မှာအတ္တတရားမရှိဘူးအလုံးမလုံးချင်တော့ဘူးအလုံးမလုံးနိုင်တော့ဘူးလို့ဒီလိုဆိုလို့အဲ့တော့ထိနာဝင်လာလို့ရှိရင်စိတ်ဝင်စားမှုတွေလျော့ကျလာတယ်ဒါကိုဆိုလိုတာမိဋ္ဌကြတော့ကာယတအကမ္မညတာဒီနေရာမှာစာပေရတော့ကာယဆိုတာစေတသိက်အပေါင်းကိုဆိုလိုတယ်သို့တော့တနည်းအားဖြင့်အဓိပ္ပာယ်ယူမယ်ဆိုလို့ရှိရင်ရူပကာယလို့ဆိုတဲ့ရုပ်ခန္ဓာကိုယ်ကြီးဟာလည်းပဲစိတ်နဲ့ရုပ်ဆိုတာတွဲဖက်ပြီးတော့နေတာဖြစ်သောကြောင့်စိတ်ပိုင်းဆိုင်ရာအပြော့သွားတယ်နံတရားတွေဘက်ကအပြော့သွားတယ်လုံးနိုင်စွာမရှိဘူးဆိုရင်ရုပ်ခန္ဓာကိုယ်ကြီးဘက်ကလည်းပဲအပြော့သွားတာပဲစွမ်းဆောင်နိုင်ချက်မရှိတော့ဘူးကြည့်လေဒီဌိနမိဋ္ဌဝင်လာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကတောင့်တောင့်ကြီးမနေနိုင်တော့ဘူးဒါကိုငိုက်လာပြီဆိုလို့ရှိရင်လူဟာခေါင်းတဆတ်ဆတ်ဖြစ်လာမထိန်တော့ဘူးငိုက်မှုတွေအားကောင်းလာရဲ့ဆိုရင်လဲကျသွားနိုင်တာပေါ့ထိုင်ရာကနေပြီးတော့လဲသွားတာမျိုးဌိနမိဋ္ဌဟာခန္ဓာကိုယ်ထိန်းထားဆိုင်နိုင်စွမ်းမရှိဘူးတောင့်တင်းနိုင်စွမ်းမရှိဘူးအဲ့ဒါကြောင့်မလို့ငိုက်တဲ့လူဟာရိမ့်နေတာတက်တက်မတ်မတ်မနေနိုင်တာပေါ့ဒီသဘာဝတရားဝင်လာလို့စိတ်အားတွေပျော့ကျသွားပြီဆိုရင်စိတ်ဟာတွန့်ဆုတ်သွားသည်နဲ့အမျှခန္ဓာကိုယ်ကြီးကလည်းပဲရိမ့်ရိုင်လာတယ်ပေါ့ဒါကိုပဲလူတွေကအိတ်ငိုက်တယ်နဲ့ပြောကြတယ်တချို့ဆိုထိုင်ရင်းကနေပြီးတော့ဘုံဝင်နဲ့လဲသွားတာတောင်ရှိတယ်အဲ့ဒီဌိနမိဋ္ဌဆိုတဲ့သဘာဝတရားသုတ္တံပါဠိတော်တွေမှာမိဋ္ဌကိုအမြဲတမ်းယုတ်ကာယနဲ့တွဲပြီးတော့ဟောလေးရှိတယ်ယုတ်ကာယနဲ့တွဲဟောသည့်အတွက်ကြောင့်မိဋ္ဌဆိုတဲ့သဘောတရားကိုအဘိဓမ္မာသမိုင်းမှာစေတသိက်တရားလို့မဆိုဘဲနဲ့ယုတ်တရားသို့မဟုတ်နံတရားလို့မပြောဘဲနဲ့ယုတ်တရားလို့တောင်ပြောတဲ့အယူဝါဒမျိုးတွေပေါ်လာခဲ့ဘူးတဲ့သို့တော့ဌိနမိဋ္ဌလို့တွဲပြီးတော့ပြောတဲ့ဌိနနဲ့မိဋ္ဌဆိုတဲ့ဒီသဘာဝတရားနှစ်ခုကတော့စိတ်ထဲမှာမှီပြီးတော့ဖြစ်တဲ့အတွက်စေတသိက်ထဲမှာမှီပြီးတော့စိတ်ကိုမှီပြီးဖြစ်တဲ့စေတသိက်တရားမျိုးဖြစ်လို့သူ့ကိုနံတရားလို့ပဲပြောအောင်နံတရားလို့ပဲပြောရတယ်အဲ့ဒီနှစ်ပါးဟာလည်းဖယ်ရှားပြစ်လို့ရတယ်ဘာနဲ့ဖယ်ရှားလို့ရမလဲလို့ဆိုရင်အာယုန်တစ်ခုတည်းပေါ်မှာတည်တည်ငြိမ်ငြိမ်နဲ့စွမ်းဆောင်မှုတမာတိစွမ်းအားစိတ်အားတင်းထားတဲ့လုံလဝိရိယစွမ်းအားဒီတစ်ခုရှိမယ်ဆိုရင်ဌိနမိဋ္ဌကိုဖယ်ရှားထားနိုင်တယ်ဒါကြောင့်မို့လို့တရားအမှတ်ကောင်းနေတဲ့ယောဂီပုဂ္ဂိုလ်တွေဟာမအိပ်ဖဲနေနိုင်တယ်ဆိုတာအဲ့ဒါတမာတိစွမ်းအားတွေဝိရိယစွမ်းအားတွေကထက်မြက်နေပြီဆိုလို့ရှိရင်အိတ်ချင်စိတ်လုံးဝမပါမိမိလုပ်တဲ့လုပ်ငန်းပေါ်မှာစိတ်ဓာတ်ဟာပျော်မွေ့ပြီးတော့နေတယ်တနည်းအားဖြင့်ကမ္မထအာယုံပေါ်မှာကြံတွေးနေတဲ့ဝိတ္တရဲ့စွမ်းဆောင်ချက်ကြောင့်ဌိနမိဋ္ဌလို့ဆိုတဲ့အိတ်ချင်ငိုင်မြဲမှုစိတ်တွန့်ဆုတ်မှုဆိုတာတွေမလာဘူးတဲ့ဒါကြောင့်မို့ဇံဝင်စားတဲ့ပုဂ္ဂိုလ်တွေဟာတဏီကုံဝင်စားလဲအိတ်ချင်တာမရှိဘူးနေနိုင်ကြတယ်ပေါ့ဘုန်းကြီးတို့နောင်တော်တစ်ပါးပြောဘူးတယ်တိပိဋကတရစာမိုးဝဲမှာဝင်ပြီးတော့ပြန်နေတဲ့အချိန်စာမိုးဝဲပြန်ပြီးတော့ဖြစ်စုံမဲ့ရဲ့ဝေးသည့်တဲ့ကြောင့်အဲ့ဒီတုန်းကတိပိဋကတရရွေးချယ်၍စာမိုးဝဲကမဟာစီသာသနာရိပ်သာထဲမှာလှုပ်တာမဟာစီသာသနာရိပ်သာဖန်ရင်ဓမ္မယုံကြီးထဲမှာကျင်းပါတယ်အဲ့တော့ပြန်ဆိုပြီးတဲ့အခါမှာရအားရသည့်အတွက်ကြောင့်မဟာစီသာသနာရိပ်သာမှာ
တရားဝင်ပြီးတော့အားထုတ်တယ်စပြီးတော့တရားဝင်တဲ့နေ့ကနေစပြီးတော့6ရက်တိတိ24နာရီလုံးဝမအိပ်ဘူးညလုံးပေါက်တရားထုတ်တယ်တမာရီစွမ်းအားတွေဝိရိယစွမ်းအားတွေထက်နေတော့အိတ်ချင်စိတ်လည်းမရှိဘူးတဲ့အဲ့တော့6ရက်တိတိသူမအိပ်ဖဲနေခဲ့တယ်ဆိုတာကိုပြောပြီး9ရက်မြောက်တဲ့ကြတော့ထိမ့်လို့မရတော့ဘူးတဲ့လုံးဝအိတ်ချင်သွားတယ်9ရက်မြောက်တဲ့နေ့မှာလုံးဝမနေနိုင်တော့အောင်အိတ်ချင်သွားဒီလိုပြောတာငယ်ငယ်ကမှတ်ထားဘူးတဲ့နောက်မဟာစီသာသနာ့ရိပ်သာမှာလည်းပဲ24နာရီလုံးဝမအိပ်ဖဲနဲ့တခါတည်းမထမပြောင်းမဲနဲ့တရားထိုင်နေဆိုတာနိုင်ငံခြားယောဂီတူရဲ့အကြောင်းမှတ်တမ်းတင်ထားတာရှိဘူးတဲ့အဲ့ဒါကြောင့်မလို့ဌိနမိတ်တာဆိုတာသမာဓိစွမ်းအားဝိရိယစွမ်းအားနဲ့တွန်းဖယ်ထားပြီဆိုလို့ရှိရင်ပဲနေလို့ရတယ်ပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ငယ်ငယ်ကစာရီထဲမှာမှတ်ဘူးတယ်ရှင်သာရိပုတ္တရာမထေရမြတ်45နှစ်မအိပ်ဘူးလို့ဘုန်းကြီးတို့တော့ငယ်ငယ်ကအလွန်အိပ်ချင်တာအလွန်အိပ်ချင်တယ်ညစာပြန်ရပြီစာချက်ရပြီဆိုအလွန်အိပ်ချင်ရှင်သာရိပုတ္တရာ45နှစ်မအိပ်ဖဲနေတယ်ဆိုတော့ဘယ်လိုများနေပါလိမ့်လို့နားမလည်နိုင်လောက်အောင်ဖြစ်တယ်။နောက်အသက်အရွယ်ကြီးလာတော့စာပေတွေလေ့လာကြည့်တဲ့အခါကျတော့မအိပ်ဖဲနေတယ်ဆိုတာခုနကတမာရီစွမ်းအားတွေဇန်စွမ်းအားတွေနဲ့နှလုံးသွင်းပြီးတော့နေလို့ရှိရင်အိပ်ရတယ်လို့ပဲလမ်းဆက်နေတာလူကခုနနောင်တော်ဘုန်းကြီးတစ်ပါးပြောတယ်6ရက်မအိပ်ဖဲနေပြီမဲ့လို့အိတ်ချင်စိတ်လည်းမရှိဘူးတဲ့လူကထိုင်းမိုင်းတာလည်းမဖြစ်ဘူးခါတိုင်းလိုပဲလန်းလန်းဆန်းဆန်းရှိတယ်လို့သူပြောဦးတယ်ဒါကြောင့်မို့လို့နေလို့ရတာနေမှာပဲတမာတိစွမ်းအားပညာစွမ်းအားတွေထက်မြက်ပြီးတော့စိတ်စွမ်းအားတွေကောင်းနေပြီဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကြီးကမအိပ်ဖဲနဲ့လည်းပဲအပန်းပြေပြီးတော့လန်းဆန်းနေမှာပဲရှင်သာရိပုတ္တရာမထေရမြတ်တို့ဟာစိတ်ထဲမှာအငြိကျေးဆိုတဲ့ကိလေသာတွေမရှိသည့်အတွက်ကြောင့်သမာဓိစွမ်းအားဉာဏ်စွမ်းအားတွေနဲ့ထိန်းထားတဲ့အခါကျတော့လုံးဝအိပ်เสียမလိုပဲနဲ့ဇံဝင်စားထားယုံနဲ့တမပတ်တွေဝင်စားထားယုံနဲ့ဝင်စားလိုက်ယုံနဲ့အကုန်လုံးဟာအပန်းပြေပြီးတော့စိတ်လည်းအပန်းပြေကိုယ်လည်းအပန်းပြေဒီလိုနီးနဲ့နေတာဖြစ်တယ်ဆိုတာနောက်ပိုင်းတော့နားလည်လားနောက်တိုင်းကလူတွေပြောသလိုသိပ္ပံဆရာတွေကကျမ်းမာရေးအတွက်လူတွေဟာတနေ့ကို8နာရီအိပ်ဖို့လိုအပ်တယ်လို့ဆိုကြတယ်အဲ့တော့ရှင်သာရိပုတ္တရာမထေရကြီး45နှစ်မအိပ်ဖဲနေတယ်ဆိုရင်ဘယ်လိုများပြောကြမလဲနော်အိပ်ဆက်ပြီးတော့အပန်းဖြေတဲ့နည်းရှိတယ်လို့ပဲသမဘဝင်စားပြီးတော့ဇာနသမဘဖလားသမဘဆိုတဲ့တမာတိစွမ်းအားတွေနဲ့စိတ်ကိုထိန်းထားပြီးစိတ်ကိုအနာပေးပြီးတော့နေတဲ့ဤစနစ်တွေကလည်းအိတ်တဲ့သဘောပဲဒါကြောင့်မို့လို့ဇန်သမဘတ်တွေကိုဒိဋ္ဌဓမ္မဒုက္ခဝိဟာရမျက်မှောက်ဘဝမှာချမ်းသာစွာနေကြောင်းတရားလို့ချမ်းသာစွာနေထိုင်မှုရာအတွက်ဒီဇန်တရားတွေကိုပွားများအထောက်ကြတယ်သမထကျင့်စဉ်ကြီးတစ်ခုကိုကျင့်ပြီးတော့စိတ်စွမ်းအားတွေကိုဖြည့်ပေးထားတဲ့အတွက်ကြောင့်လူတွေဟာကျမ်းမာနဲ့ပဲမအိပ်ဆက်ဖဲနဲ့ကျမ်းမာစွာနေနိုင်တယ်ကျမ်းမာရေးထိခိုက်မှုမရှိဘူးစိတ်ကျမ်းမာရေးလည်းထိခိုက်မှုမရှိဘူးကိုယ်ကျမ်းမာရေးလည်းထိခိုက်မှုမရှိဘူးအိယာကအိပ်ဆက်ပြီးတော့ထလာတဲ့ပုဂ္ဂိုလ်လိုလန်းဆန်းနေတယ်တရားရဲ့အစွမ်းတကူတွေပေါ့သို့သောတမာရီစွမ်းအားဝိရိယစွမ်းအားတွေမထက်မြက်သေးဘူးဆိုလို့ရှိရင်အိတ်ချင်မှုလို့ဆိုတဲ့ဌိနမိတ်တာတွေဟာဝိရိယရော့ကျလာတာနဲ့တပြိုင်နက်ဝိတက်ကဆိုတဲ့စွမ်းအားတွေတွေးခေါ်မှုစွမ်းအားတွေနည်းလာတာနဲ့တပြိုင်နက်စိတ်ထဲမှာဝင်ရောက်ဖြစ်ပေါ်လာပြီးတော့ပိတ်ဆို့တတ်လာကြတယ်ပေါ့ကဲပုထုဇဉ်တွေငိုက်တာမြည်တယ်ဆိုတဲ့နေရာမှာ
ခန္ဓာကိုယ်ကြီးပင်မနွမ်းလည်လို့ရှင်လည်းငိုက်မိတတ်တယ်စိတ်တွေကအာယုန်ဒီပေါ်မှာပြေးလွှာလို့ရှားနေသည့်အတွက်ကြောင့်စိတ်တွေပင်မနွမ်းလည်လာလို့ရှင်လည်းငိုက်မိတတ်တယ်ပေါ့လူတွေစဉ်းစားကြည့်ရမှာနော်ရုပ်ခန္ဓာကိုယ်ကြီးဟာလှုပ်လှုပ်ရှားရှားနဲ့သွားလိုက်လာလိုက်လှုပ်လိုက်ကြိုင်လိုက်နဲ့အနားမယူဘဲနဲ့လှုပ်လာလို့ရှိရင်လူဟာညောင်းညာပင်ပန်းလာတာပဲထို့တူပဲစိတ်ကလေးကိုမထိမ့်ဘဲနဲ့စိတ်ဟာအာယုန်ဒီပေါ်မှာဟိုအာယုန်ဒီအာယုန်အမြင်အာယုန်အကြားအာယုန်ဒီပေါ်မှာပြေးလွှားနေရတဲ့စိတ်ကလေးဟာလည်းကြာတော့ညောင်းလာတာပဲသူလည်းညောင်းလာတဲ့အခါကျတော့ခုနကအပန်းဖြေခြင်းလာတာအဲ့ဒါဌိနမိတ်တာဝင်လာတယ်လို့ခေါ်တာပေါ့အဲ့ဒါလို့ဌိနမိတ်တာဝင်လာပြီဆိုလို့ရှိရင်အသိဉာဏ်ပဲဆိုင်ရာပညာတွေလည်းအားပြော့သွားပြီးတော့ကုသိုလ်စိတ်ဖြစ်ဖို့လည်းအခွင့်အရေးတွေနည်းသွားတယ်ဒါကြောင့်မလို့ပုရုဇဉ်တွေအိတ်တဲ့အခါဌိနမိတ်တာကြောင့်အိတ်တာလည်းရှိဒါဖြင့်ဌိနမိတ်တာပယ်ပြီးတဲ့ယဟန္တာပုဂ္ဂိုလ်တွေကြတော့ဘာဖြစ်လို့အိတ်ယဟန္တာပုဂ္ဂိုလ်တွေလည်းညအချိန်ဆက်တာတွေရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်တည်ပြီလေညအခါမှာ2 နာရီလောက်ချိန်ဆက်မှုရှိတယ်ဘာဖြစ်လို့လဲအဲ့ဒါကြတော့ physical body လို့ခေါ်တဲ့ရုပ်ခန္ဓာကိုယ်ရဲ့ညောင်းညာမှုအဲ့ဒီညောင်းညာမှုကြောင့်အိတ်ချင်မှုဖြစ်လာဌိနမိတ်တာကြောင့်ဖြစ်တာမဟုတ်ဘူးတဲ့တချို့သစ်ပင်တွေတောင်မှပဲကုက္ကိုပင်တို့လိုအပင်မျိုးတွေညနေပိုင်းရောက်လာလို့ရှိရင်အရွက်ကလေးတွေကုတ်ပြီးတော့လူတွေကတော့ကုက္ကိုပင်အိတ်တယ်လို့ပြောကြတာအဲ့တော့တတ်မဲ့သစ်ပင်တွေတောင်မှပဲအိတ်တယ်ဆိုတော့ယန္တာတွေအိတ်တယ်ဆိုတဲ့သဘောဟာ physical body ညောင်းညာမှုကြောင့်အိတ်ချင်မှုဖြစ်လာတယ်ပုရုဇဉ်တွေအိတ်ချင်မှုဖြစ်တာကြတော့ခုနကဌိနမိတ်တာကြောင့်လည်းဖြစ်တယ်physical body ကြောင့်လည်းဖြစ်တယ်တခုတည်းကြောင့်မဟုတ်ဘူးပုရုဇဉ်တွေကြတော့စိတ်ပိုင်းဆိုင်ရာပါလာတယ်ပေါ့အဲ့ဒါလိုနားလည်ရမှာကမ္မထာအလုပ်အားထုတ်ပြီဆိုလို့ရှိရင်ဟောဒီဌိနမိတ်တာဆိုတဲ့အကုသိုလ်စေတသိက်တွေစိတ်ရဲ့အငြင်းကြီးတွေဟာဝင်ရောက်ပြီးတော့နှောင့်ယှက်လာတတ်တယ်အရိယာပုဂ္ဂိုလ်တွေယဟန္တာမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေတောင်မှဒါနှောင့်ယှက်လာစာပေကျမ်းဂန်မှာမှတ်တမ်းတင်ထားတာတခုကရှင်မောက္ကလံမထေရတရားအထုတ်နေတာနဲ့ပတ်သက်ပြီးတော့အိမ်ငိုက်မှုတွေဖြစ်ပေါ်လာခဲ့ဘူးတယ်ထင်ထင်ရှားရှားအားလုံးသိကြတဲ့အတိုင်းရှင်သာရိပုတ္တရာတို့ရှင်မောက္ကလံတို့ဆိုတာအမှန်တမ်းယဉ်နှီးတဲ့တငယ်ချင်းတွေရှင်သာရိပုတ္တရာရဲ့နာမည်ကဥပတ္တိတရှင်မောက္ကလံရဲ့နာမည်ကကောလိတတငယ်ချင်း2 ယောက်တငယ်ချင်း2 ယောက်တရားရှာရင်းကနေဘယ်ဘာသာဘယ်ခိုင်းနဲ့ရောက်သွားတော့ဆိုပရပိုက်ခိုင်းနဲ့ရောက်သွားသူတို့ဆရာကြီးကသင်္ဆေယပိလထဗုဒ္ဓလို့ခေါ်မြန်မာစာပေမှာသိန်းစည်းဆရာကြီးလို့ရေးသင်္ဆေယဆိုတဲ့ဆရာကြီးကဘာဝါဒမှာရေးရပြောနိုင်တာမဟုတ်ဘူးအလုံးကိုညှင်းပယ်တဲ့ဝါဒကိုလက်ခံထားတဲ့ပုဂ္ဂိုလ်အဲ့ဒီဆရာကြီးရဲ့တပည့်အဖြစ်ခံယူပြီးတော့သူသင်ကြားတဲ့တရားဓမ္မတွေကိုသင်ယူတဲ့အခါမှာဘာမှအနှစ်သာရမရှိဘူးဆိုတာသူတို့သိတာအဲ့ဒါနဲ့တရားဓမ္မဆက်လက်ရှာဖွေတဲ့အခါကျတော့ပိဿဝဂ္ဂိ5 ပါးထဲမှာအပါဝင်ဖြစ်တဲ့ရှင်အတ္တစီဟာသာသနာပြုခရီးကနေပြန်ပြီးတော့ရာဇဂိုပြည်ပြန်ရောက်လာတဲ့အချိန်မှာဥပဒိတပရပိုက်လို့ခေါ်တဲ့ရှင်သာရိပုတ္တရာအလောင်းနဲ့သွားတွေ့တယ်ရှင်အတ္တစီမြင်လိုက်တာနဲ့ပဲဒီရာထိုင်တာသွားတာလာတာကြည့်ပြီးတော့လူတွေကအကဲခတ်တယ်ဒါရုပ်ကိုအကဲခတ်တဲ့ပညာရဟာလည်းပဲစဉ်းစားဉာဏ်ရှိသူတိုင်းမှာရှိတတ်တယ်ပုဂ္ဂိုလ်တူတယောက်ကိုမြင်လိုက်တဲ့အခါမှာသွားတာလာတာနေတာထိုင်တာစားတာမျက်နှာအမူအရာကစပြီးတော့ထိုပုဂ္ဂိုလ်ရဲ့စိတ်နဲ့သဘောထားကိုအကဲခတ်လို့ရတယ်ဒီသေးချာချာလေးလာကြည့်လို့ရှိရင်တာမန်မှာအကဲခတ်ကြည့်မယ်ဆိုလို့ရှိရင်တော့လူတိုင်းအကဲခတ်လို့ရတာတော့ဒီလူဟာစိတ်ဆိုးနေတာလားဒီလူဟာစိတ်ကြည်နေတာလားတော့အကဲခတ်လို့ရတာပေါ့နော်
စိတ်ဆိုးနေတယ်ဆိုရင်မျက်နှာကြောတင်းဟုတ်ကဲ့မျက်နှာကြောတင်းနေတယ်မျက်နှာကြီးစူပေါက်နေတယ်ဟုတ်တယ်စိတ်ဆိုးနေတယ်ဆိုတာအကဲခတ်လို့ရတယ်။တမာအဖြစ်တော့အကဲခတ်လို့မရဘူး။အကဲခတ်ပညာတတ်တဲ့ပုဂ္ဂိုလ်တွေကြတော့ပုဂ္ဂိုလ်တစ်ယောက်ကိုကြည့်လိုက်တာနဲ့သူ့ရဲ့စိတ်အတွင်းကိုလှမ်းမြင်ရတယ်လို့ပဲ။ရှင်သာရိပုတ္တရာရဲ့အလောင်းရှင်ဥပတိတ်ပရပိုက်ကြီးကရှင်အတ္တစီကိုမြင်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ရဲ့အိန္ဒြေတွေကြည့်လိုက်တာအမတန်မှငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ပဲတရားဥတရားမြတ်တော့ရှိလောက်တယ်သူ့ရဲ့နှလုံးသားဟာအေးချမ်းနေတဲ့နှလုံးသားပဲဆိုတာကိုအကဲခတ်ပြီးတော့ထိုပုဂ္ဂိုလ်သိတဲ့တရားသိဖို့တဲ့ချင်းကပ်ပြီးတော့မေးမြန်းစုံစမ်းတဲ့အခါမှာရှင်အတ္တစီကသစ္စာလေးပါးကိုအတူချုပ်ပြောပြတယ်အဲ့ဒါလို့အတူချုပ်ပြောပြလိုက်တာနဲ့ပဲသာရိပုတ္တရာအလောင်းဥပတိတ်ပရပိုက်ဟာသောတာပန်ဖြစ်သွားဓမ္မစက္ခုလို့ခေါ်တယ်တရားကိုသိမြင်တဲ့အသိဉာဏ်တစ်ခုရရှိလာသူကနေတဆင့်ထပ်ပြီးတော့ဖောက်တယ်ချတာနဲ့ရှမောက္ကလံအလောင်းကောလိတပရပိုက်ဟာလည်းပဲဓမ္မစက္ခုလို့ခေါ်တဲ့သောတာပတိမဉ္ဇဉ်ကိုရရှိပြီးတော့သွားတယ်ပေါ့သူတို့နှစ်ဦးသောတာပန်ဖြစ်သွားကြတယ်ဖြစ်သွားတာနဲ့တပြိုင်နက်မြတ်စွာဘုရားစီကိုသွားကြတယ်ဘုရားစီရောက်တဲ့အခါကျတော့ယဟန်ဖြစ်တယ်ဆိုပါစို့သောတာပန်ဖြစ်ပြီးမှယဟန်ဖြစ်ကြတာသူတို့ယဟန်ပြုကြယဟန်ပြုပြီးမြတ်စွာဘုရားထံကကမ္မထမ်းတွေကိုယူပြီးတော့တရားထုတ်ကြတယ်ကောလိတပရပိုက်ကိုသာသနာပေါင်းရောက်လာတဲ့အခါကျတော့အနွယ်ရဲ့နာမည်နဲ့မောက္ကလဏရှင်မောက္ကလံလို့ခေါ်လာကြတယ်ပေါ့ဥပတိတ်ပရပိုက်ကိုတော့သာသနာပေါင်းဝင်လာတဲ့အချိန်ကစပြီးမေတော်ရဲ့နာမည်ကိုဆွဲပြုပြီးသာရိပုတ္တလို့ခေါ်လာကြတယ်ပေါ့လေးစားတဲ့အနေနဲ့ခေါ်လာကြတယ်အဲ့တော့ဒီနေရာမှာသောတာပန်ဘဝရရှိထားတဲ့ရှင်မောက္ကလံဟာမြတ်စွာဘုရားစီကတရားဓမ္မကိုယူတယ်တရားဓမ္မယူပြီးတော့တရားထုတ်တာဘယ်မှာအာထုတ်တုံးဆိုမေကရတိုင်းထဲကကံလဝါလပုတ္တလို့ခေါ်တဲ့ရွာတရွာမှာတရားထုတ်အဲ့ဒီရွာနာကတောချောင်းမှာတရားထုတ်တယ်ပေါ့သောတာပန်ဖြစ်ပြီးတော့ဆက်ပြီးတော့သူတရားထုတ်တာအဲ့ဒီလိုတရားထုတ်တဲ့အခါမှာဘာတွေအခက်ခဲတွေ့နေတော့ဆိုလို့ရှိရင်ခုနပြောရတဲ့အိတ်ငိုက်တာအကြီးအကျယ်အိတ်ငိုက်တာနှိပ်စက်ခံရှင်မောက္ကလံဟာဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်နေတဲ့အခါမှာအိတ်ငိုက်တယ်အဲ့ဒီလိုအိတ်ငိုက်နေတာတရားထိုင်ရင်အိတ်ငိုက်နေတာကိုမြတ်စွာဘုရားသခင်ကိုတော်မြတ်ကဘက္ခတိုင်းတုမာရခိလဗေဒကလတောမှာသတင်းသုံးနေရာကနေဒိဗ္ဗစက္ခုနဲ့မြင်လိုက်တာနဲ့ချက်ချင်းပဲရှင်မောက္ကလံစီရောက်လာသကိုးတော်နဲ့ရှင်းတော့ကယဟန်တွေကတရားအထုတ်တဲ့အခါမှာမိမိတို့တရားအထုတ်တဲ့အနီးပါးမှာမြတ်စွာဘုရားကြွလာရင်သတင်းသုံးဖို့ဆိုပြီးတော့နေရာလေးတွေအစင်းနဲ့ပြင်ဆင်ပြီးတော့ခင်းကျင်းထားလေးရှိကြတယ်သူအတိုင်းတာလိုက်ပေါ့ရှင်မောက္ကလံလည်းတရားထုတ်တဲ့အခါဘုရားထိုင်ဖို့နေရာလေးကိုဘေးနားမှာတနေရာမှာအမြင့်မြတ်တဲ့နေရာလေးတစ်ခုမှာခင်းပြီးတော့သူတရားထုတ်တယ်သူငိုက်နေတဲ့အချိန်မှာမြတ်စွာဘုရားရုတ်တရက်ဘွားကနေဆိုရောက်လာပြီးတော့ဟေးမောက္ကလံငိုက်နေလားမြတ်စွာဘုရားကမေးငိုက်နေသလားဆိုပြီးတော့မြတ်စွာဘုရားကကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တွေငိုက်ရင်ဘာလုပ်ရမလဲဆိုတာရှင်မောက္ကလံကိုနီလန်းပေးသွားတာပေါ့ငိုက်လို့ရှိရင်အငိုက်ဖြောက်တဲ့နီး9သွဲနီလန်း9သွဲဒီသုတ်တံမှာမြတ်စွာဘုရားဟောသွားပသလာယနသုတ်တံပသလာယနဆိုတာအိတ်ငိုက်တယ်အဓိပ္ပာယ်ခေါင်းတဆက်ဆက်နဲ့ရင်းထိုးနေတဲ့အိတ်ငိုက်မှုမျိုးမြတ်စွာဘုရားကဟောတယ်ဆိုပါစို့
ကမ္မထာအားထုတ်တဲ့ပုဂ္ဂိုလ်ကအာနာပါနလုပ်တယ်အာနာပါနကမ္မထာအားထုတ်နေတယ်အဲ့ဒီအားထုတ်တဲ့အချိန်မှာတအားအိတ်ချင်လာတယ်ဆိုရင်အဲ့ဒီကမ္မထာကိုစွန့်လိုက်တခြားနည်းပြောင်းအားထုတ်ရမယ်ဒီလိုပြောတယ်အိတ်ငိုက်တဲ့အမှတ်တင်ညာမျိုးဖယ်ရှားပြရမယ်တဲ့နံပါတ်1ကဒီတရားကိုနှလုံးသွင်းလို့အိတ်ငိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီအိတ်ငိုက်စေတတ်တဲ့အမှတ်တင်ညာတရားမျိုးကိုဖယ်ရှားလိုက်ပါတဲ့ဖယ်ရှားပြီးတော့အာယုံတစ်မျိုးပြောင်းပြီးတော့ရှုပါတဲ့အဲ့ဒါလို့ရှုလို့မှအိတ်ငိုက်မပြေသေးဘူးဆိုရင်နောက်ထပ်တစ်ခုဆင့်ပြီးတော့လောက်ရမှာပါတော့ဆိုရင်ကိုရထားတဲ့အာဂုံဆောင်ထားတဲ့နှုတ်တဲ့ရထားတဲ့တရားဓမ္မတွေသင်ထားတဲ့တရားဓမ္မတွေကိုစိတ်ထဲကနေတွေးပါတဲ့သူကပဲပရိတ်ကြီးရရင်ပရိတ်ကြီးတွေတွေးပေါ့နှုတ်ကထုတ်ရွတ်တာမဟုတ်ဘူးစိတ်ကနေပြီးတော့စိတ်နဲ့ကြံတွေးပြီးတော့ကျွတ်ဆိုနေတယ်အဲ့ဒါလို့ဆိုလို့ရှိရင်အိမ်ငိုက်မှုဟာပျောက်သွားနိုင်တယ်ရတဲ့စာတွေတွေးနေတာတောင်မှအိမ်ငိုက်မှုကမပျောက်ဘူးအိတ်ချင်တုံးပဲဆိုလို့ရှိရင်ကိုနှုတ်တဲ့အာဂုံဆောင်ထားတဲ့စာတွေကိုရွတ်ဖတ်တယ်ဆယ်လိုက်ပါတဲ့နော်တီတီတော့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ရွတ်ဖတ်တယ်ဆယ်လိုက်အတန်ထုတ်ပြီးတော့အဲ့ဒါလို့ရွတ်ဖတ်တယ်ဆယ်ပြီးလို့ရှိရင်အိမ်ငိုက်မှုကပျောက်သွားနိုင်တယ်ကဲမပျောက်ဘူးဆိုရင်ဘာဆက်လုပ်ဖို့လိုတော့ဆိုတော့မပျောက်ဘူးဆိုလို့ရှိရင်ကိုယ်နဲ့ရွက်ကိုပူသွားအောင်ဆွဲတယ်လက်တွေခန္ဓာကိုယ်တွေကိုတစ်ခုလုံးလက်နဲ့ပုတ်တတ်တယ်အညောင်းအညာတွေဖြေးနဲ့ရွက်ဆွဲနော်နဲ့ရွက်ဆွဲတစ်ခုလုံးပုတ်တတ်အဲ့ဒါလိုလှုပ်လိုက်လို့ရှိရင်လည်းပဲလူဟာလန်းဆန်းပြီးတော့အိတ်ချင်ပြေသွားနိုင်တယ်ပေါ့ကဲအဲ့ဒါလိုလုံးမမပြေဘူးဆိုလို့ရှိရင်ဘာလို့မျက်နှာသစ်မျက်လုံးကိုရေစွတ်တယ်ဒါမြတ်စွာဘုရားပေးတဲ့နည်းတွေမျက်လုံးကိုရေစွတ်ပြီးတော့ကမ္မထာကြောင့်เนี่ยထွက်ကောင်းကင်ကိုကြည့်နက္ခတ်တွေရှင်နက္ခတ်ကြည့်လားရှင်လားကြည့်ပေါ့ကောင်းကင်တွေမောကြည့်ဟိုကြည့်ဒီကြည့်အရမျက်နှာတွေကိုကြည့်လေကောင်းလေသန်းကိုရှုအရမျက်နှာတွေကိုမောကြည့်လိုက်တဲ့အခါအိတ်ချင်ပြေသွားနိုင်တယ်ပေါ့အဲ့ဒီအိတ်ချင်ပြေမှတရားကိုဆက်အားထုတ်ကမရဘူးဆက်ပြီးတော့အိတ်ချင်နေသေးတယ်ဆိုလို့ရှိရင်အာလောကတင်ညာဆိုတဲ့အလင်းရောင်ကိုဖြစ်ပေါ်စေတတ်တဲ့အာလောကတင်ညာအလင်းကိုနှလုံးသွင်းရမယ်အမှောင်ထဲမှာမနေနဲ့အလင်းထဲမှာနေအာလောကတင်ညာနှလုံးသွင်းပြီးတော့ညကိုပဲနေလို့စိတ်ထဲကထားအလင်းရောင်ကြီးထဲမှာနေလို့စိတ်ထဲကနှလုံးသွင်းပြီးတော့မောင်းနေတယ်ဆိုတာကိုမေ့ထားလိုက်လင်းနေတယ်ဆိုတာကိုနှလုံးသွင်းတယ်အဲ့ဒါလိုနှလုံးသွင်းအထုတ်လိုက်မယ်ဆိုလို့ရှိရင်အိတ်ချင်တာတွေငိုက်မြည်တာတွေအိတ်ငိုက်တာတွေပျောက်သွားနိုင်ပါတယ်တဲ့အဲ့ဒါလိုမှမပျောက်သေးဘူးဆိုလို့ရှိရင်တော့ဈဉ္ဉံလမ်းလေးကိုတတ်မှတ်ပြီးတော့ဈဉ္ဉံလျှောက်တဲ့တတ္တာတို့ဝီရိယတို့တတိတို့တမာရီတို့ပညာဆိုတဲ့ဣန္ဒြေစွမ်းအားတွေကိုထိန်းချုပ်ထားပြီးတော့ဈဉ္ဉံလျှောက်လိုက်ပါတဲ့အဲ့ဒါလို့ဈဉ္ဉံလျှောက်တာတောင်အိတ်ချင်ကမပြေသေးဘူးဆိုရင်တော့ဘာလို့ရမလို့ဆိုအိတ်လိုက်တော့တဲ့အိတ်ချတာနောက်ဆုံးကြတော့ဟုတ်လားအိတ်ချင်မပြေအိတ်ရတယ်မြတ်စွာဘုရားကနီလန်း9သွဲကိုပေးထားတာမရဘူးဆိုလို့ရှိရင်အိတ်တယ်အိတ်ထာကလည်းပဲစနစ်တကျအိတ်ရမယ်ဘယ်လိုစနစ်တကျအိတ်ရမယ်တော့ဆိုရင်လက်ရဘက်ကိုစောင်းအိတ်တဲ့အခါမှာလက်ဝဲဘက်ကိုစောင်းမအိတ်ရဘူးတဲ့လက်ရဘက်ကိုစောင်းအိတ်လက်ရဘက်စောင်းအိတ်ခြေထောက်နှစ်ခုထပ်ထားတဲ့အခါမှာခြေမျက်စိချင်းမထိစေနဲ့တဲ့ထိလို့ရှိရင်အယိုးချင်းထိသည့်အတွက်ကြောင့်နာကျင်မှုဖြစ်လာတတ်တယ်ဒါကြောင့်မို့လို့ခတ်လွဲလေးဖယ်ထားကြည့်နော်ပါရိပါရံဣစ္ဆာရယအိပ်ပုံအိတ်နည်းကိုမြတ်စွာဘုရားလမ်းညွှန်ပြုတာပကိုးရောက်လို့ရှိရင်ရွှေသားလျောင်းဖျားကိုသွားပြီးတော့ဖူးကြည့်ခြေဝါးနှစ်ခုဟာတညီတည်းထားလို့ရှိရင်စာနဲ့မညီဘူးခြေပွားတစ်ခုဟာခြေထောက်ကတစ်ဖက်ကအတူတစ်ဖက်ကအရှည်ထားပြီးတော့ခြေမျက်စိချင်းမထိအောင်ထားတယ်လို့ဆိုရွှေသားလျောင်းဖျားတွေမှာ
စနစ်တကျထုလို့ရှိရင်တော့အောက်ခြေထောက်ကရှည်ပြီးတော့အပေါ်ဓာတ်ကပေါ်ခြေထောက်ကဒူးလေးကွေးထားတဲ့အခါခြေမျက်စိချင်းမထိဘူးပေါ့ဒါစာနဲ့အညီလက်ရခြေပေါ်မှာလက်ဝဲခြေထောက်ကလေးတင်ပြီးတော့ဥဋ္ဌာဏတင်ညာမနတိကတ္တဝါတဲ့ဘယ်ချိန်ထမယ်ဆိုတာအမှတ်တင်ညာလေးထားပြီးတော့အိပ်ပါတဲ့ဟောမြတ်စွာဘုရားအိပ်ခိုင်းလိုက်တယ်ဘာသွားတတိယတော့ဆိုတော့ driver license အကြောင်းရေးထားတဲ့စာအုပ်လေးတော့အမေရိကမှာနေတော့ stop ဆိုတဲ့စာအုပ်လေး driver license driving ကားမောင်းသင်တန်းတက်မဲ့ပုဂ္ဂိုလ်တိုင်းအဲ့ဒီစာအုပ်ကိုကြည့်အောင်ဖတ်ပြီးလို့ရှိရင်သူကမိခွန်းနေဖြေရတယ်ပေါ့အဲ့ဒီထဲမှာသူကမိခွန်းရဲ့အဖြေတွေပေးထားတာဘယ်လိုပေးထားတော့ဆိုလို့ရှိရင်အဖြေ3-4မျိုးပေးထားတာကားမောင်းရင်အိတ်ချင်ရင်ဘာလုပ်ရမလဲကားမောင်းရင်အိတ်ချင်လာလို့ရှိရင်ဘာလုပ်ရမလဲဆိုတဲ့အချိန်မှာအဖြေတစ်ခုကဘာတော့ဆိုရင်ကားမောင်းရင်အိတ်ချင်လာလို့ရှိရင်တဲ့ကော်ဖီတောက်ဆက်မောင်းဒါတစ်ခုခုနလိုအိတ်ချင်ပြေတဲ့နီးလန်းတွေတချင်းဖွင့်ဆက်မောင်းစသဖြင့်ပေါ့လေတချင်းနားထောင်ပြီးတော့ဆက်မောင်းတယ်အဲ့ဒါလို့အဖြေ3-4မျိုးပေးထားပြီးတော့နောက်ဆုံးအဖြေကဘာတော့ဆိုလို့ရှိရင်အိတ်ဆက်အပန်းဖြေပြီးမှဆက်မောင်းဒီလိုအဖြေ3-4မျိုးထုတ်ထားတယ်အဲ့ဒီအဖြေ3-4မျိုးထုတ်ထားတဲ့တဲမှာကော်ဖီတောက်ပြီးဆက်မောင်းဆိုတဲ့အဖြေကအမှန်မဟုတ်ဘူးတဲ့မှားတယ်တချင်းဖွင့်ဆက်မောင်းဆိုလည်းမှားတယ်ဘာလို့ရမှာတော့အိတ်ချင်လို့ရှိရင်အိတ်လိုက်တဲ့အိတ်ပြီးမှဆက်မောင်းအဲ့ဒီအဖြေပဲမှန်တယ်ကားမောင်းတဲ့ဆိုတာအလွန်အန္တရာယ်ရှိတာဟုတ်အိတ်ချင်နေတဲ့အချိန်မှာအိတ်ချင်မဖြောက်ခဲနဲ့ပေမောင်းလို့ရှိရင်ဒုက္ခရောက်သွားနိုင်တယ်ဒါကြောင့်မို့အိတ်ချင်လို့ရှိရင်အိတ်ပြီးမှပဲမောင်းလို့ဒီလိုပြောတာနော်မြတ်စွာဘုရားကလည်းတရားထုတ်လို့ခုနကနီးလန်းနေနဲ့ဖြေဖြောင်းလို့မရဘူးအိတ်ချင်ပြီဆိုလို့ရှိရင်အိတ်လိုက်ပါတဲ့အိတ်တဲ့အခါမှာလက်ရနံတောင်းစောင်းပြီးတော့အိတ်လက်ရခြေပေါ်မှာလက်ဝဲခြေလေးကိုလွှဲပြီးတော့တင်ထားဥဋ္ဌာဏတင်ညာလို့ဆိုတဲ့ဘယ်ချိန်ထမယ်ဆိုတဲ့အမှတ်တင်ညာလေးထားပြီးတော့အိတ်ပါတဲ့နိုးလာတာနဲ့တပြိုင်နက်ချက်ချင်းထတဲ့စိန်ခမ်းမနေနဲ့လို့ပြောတယ်လူတွေကအိပ်ပြီးလို့ရှိရင်နိုးလာပြီမဲ့အတော်နဲ့မထသေးဘူးမေးနေသေးတာနော်စိန်ခန္ဓာခေါ်တယ်အဲ့ဒါသေယဒုက္ခအိတ်ချင်းကြောင့်ဖြစ်တဲ့ချမ်းသာပတ္တဒုက္ခဟိုဘက်ဆောင်းလိုက်ဒီဘက်ဆောင်းလိုက်ကလေးတွေဆိုပို့ဆိုသည်နော်နိုးလဲအတော်နဲ့မထဘူးစိန်ခမ်းနေတာအဲ့ဒီအိပ်ရတဲ့စိန်ကတစ်မျိုးအိပ်ရတဲ့နိုးပြီးတော့မေးနေရတဲ့စိန်ကတစ်မျိုးနဲ့တူပါတယ်ကြည့်ရအားလုံးဒီစိန်တော့ရဘူးမှာပါနော်အဲ့ဒါကိုသေယဒုက္ခပတ္တဒုက္ခမိဋ္ဌဒုက္ခတဲ့အဲ့ဒီလိုစိန်ခမ်းမနေနဲ့ချက်ချင်းထားဖြတ်ကနေနိုးလိုက်တာနဲ့တပြိုင်နက်လူးလက်ထပြီးတော့တရားအထုတ်ပါလို့ရှင်မောကလန်ကိုမြတ်စွာဘုရားကနီးလန်းနေပေးတယ်ဒါကပ္ပဋ္ဌာန်းထုတ်တဲ့ပုဂ္ဂိုလ်တွေအိတ်ချင်ပြီဆိုရင်ဒီနီးစနစ်ကိုလိုက်နာကျင့်သုံးရမှာပေါ့အင်္ဂုတ္တရနိကေပစလာယနသုတ်တံဆိုတာရှိတယ်9ချက်ပေးထားတာဖြစ်သောကြောင့်တတ္တကနိဗ္ဗာန်9မျိုးအချက်9မျိုးပါတဲ့အပိုင်းခန္ဓာမှာဒါကိုဖော်ပြထားတာအဲ့တော့ရှင်မောကလန်မထေရဟာသောတာပန်ဖြစ်ပြီးတဲ့နောက်သဂရဂံအနာဂံယဟန္တာဖြစ်ဖို့ဆိုတာဝိပဿနာကျင့်စဉ်တွေကိုဆက်ကျင့်ရသောတာပန်ဖြစ်ဖို့ဝိပဿနာကျင့်စဉ်နဲ့သဂရဂံဖြစ်ဖို့ဝိပဿနာကျင့်စဉ်ကမတူဘူးဆိုတာစွမ်းရည်ချင်းမတူတာကိုပြောတာသဂရဂံဖြစ်ဖို့ဝိပဿနာကအဆင့်မြင့်လာအနာဂံဖြစ်ဖို့ဝိပဿနာလည်းအဆင့်မြင့်လာစွမ်းအားတွေမြင့်လာယဟန္တာဖြစ်ဖို့ဝိပဿနာဆိုပို့ပြီးတော့အဆင့်မြင့်တယ်ပေါ့ဝိပဿနာဆိုတဲ့နာမည်နဲ့တော့တူတယ်သို့တော့ပို့ပြီးတော့ထင်ရှားလာတယ်ပို့ပြီးတော့ရှင်းလင်းလာတယ်စာဖတ်တယ်လို့ပေါ့ပထမတစ်ခေါက်ဖတ်သွားသိမရှင်းလိုက်ဒုတိယတစ်ခေါက်ဖတ်တတိယတစ်ခေါက်ဖတ်စတုထတစ်ခေါက်ဖတ်ပို့ရှင်းလာတယ်ပေါ့အဲ့ဒါလို့ဝိပဿနာလဲသောတာပန်ရဲ့ဝိပဿနာဒီလောက်မရှင်းဘူးသဂရဂံနာဂံယဟန္တာဖြစ်ဖို့ဝိပဿနာကြတော့ပို့ပြီးတော့ရှင်းပြီးတော့ပို့ပြီးတော့ပြတ်သားမြင်လာတယ်ပေါ့
Era Shimogalan Matimyaha, Totavan Chipi now, the Graga Nagayana people do it. Vipatana allo Gamata Atoda, Konya Didi Atoare, Konya Atoda, Ngaine. Erilu Ngaine Lu Yasov Yaga, Wabi the debate. The baby or Shimogalango, Owara, Tongum pay target. Babele Lusoy, a genial object. Mogalan, the Chedigo, Milina, Genoa made. Redo ship. Yuri, you are in my song and Dualusin. Mamma Nasure. Namau, town Vido Maduane. Soluraga, Senidia, Namau, town Duadalu. Mamma Nasegu, town Rabido Maduane. Song and Duane, Mamma now, Chabido Dua. Mamma not town Dualusin, Babsita don't. The Garagmari ain't Yode come hard. The Garamari is a locasa in the Karakajaro, Emeda and Logisa Yaja de Bo. Yano de was Sonia Larago, Minimami made a caddy, the Tamijima meeting. Eri Chima Yano de Waha, Mamma Nari, Town Vido. Mana de Ashi Tabido Lare Kama. Saitema, Lumajari, Chita that day. Manao, Chikan Vido, Saitema, Lumajara, Chilla. Eri Lumajara, Pilla Lucy, Papilla, Pianlemu, Sapianlemu, Odessas around Wenla. Sapianlemu, Wenla Visorane, Sanzi Muri, Kenla. Sanzi Muri, Ken, Tamari Lepia Piadon, Tajamu, Mamma Nasure, Namani, Town Vido Maduane Manao Chadwame. Now the Guga. Sagabio de Kama, Sanchin de Sagabio, Peroma Mabione. The only day out de Kama, Sagabio between Sanchin Mesagaberoma Mabione. Sanchin Mesagabio Lucien, Sagamia made. Sagamia Lucien, Seta de Pianwen Lame, Seta Pianwen Lucien, Sanzi Muri, Nevi, or Tamadi, Pepsi that day. Oh, Yasab Yaga, Shimagolang with the deep beta either. Lulu Yan Lina make his lady. The Yasakan when they come, Mana town we don't when they move on. Sanjay Mesagari let me pure them move on. Piovi so in Konalu, Chinese Uri, Pella Night, the house solo. Otis answered, Piano Muriha. The Maria Sanjay Mechella. The Maria Mishi Usore, Sanzi Muri, Anne Lade, Sanzi Musa, Aguduri, Chipoya, Peso Muri, Mishido, Aguduri, Welana. Welana, the Maris are Pimlana, Mulu, the Lupion. Now the good. Yes, of Yaga, now over at the Kua Barros. Mogalan, they say, that the Doa Joma Niva, Duration in it or Mayone. They say that the Doa Jamaro, Niva. Eddie, over at Tonjet Pid. Pide Kajara, Shimogalang, Yasab Yago, may go to cook me a book. May go to cook me. A Simpiade. Then nothing Kaya, we moved up. Then Nadi Kondware, neighbor. Then nothing Kayasa, neighbor of your. Nebango, I am Bulai Lucin, Tweta Muri, Aloha, Gongkanda. Nebango, Mamian, Tweta Muri, Shine Umame. Tweta Muri, Shine Ume. Nebango, Mianlaita, Ned, Tweta Mu, Aloha, Gongkanda. Soluraga, Tana Loma Gondabo, Sula, a Rataman, Nebango, Mianeka, Tana Alon Gondabo. A Tanak Alon Kondware neighbor, a Tweda Alon Kondware neighbor, the nothing Kayalo called. Eddie Nebango, I will be like the Kama. Do you say, non very Alongani Lutwar? Edda would nothing Kaya we modalo called. The Nagoya neighbor night say hello and Lumia Dware, a chainy. Now that Lucia Malulon, a bee that look and be a chainy. Solura. Yana Pshedare Boguye, a chainy will melee on Lujemebo. Edago, Yana Pshe on Beluloa. The Nari Loa Combido Lumia on Beluloa.
ကမ္မထန်တရားကိုမြတ်စွာဘုရားဟောဖို့လျှောက်တယ်ဘယ်လိုအတိုင်းအတာနဲ့တဏှာတွေကုန်ခန်းပြီးတော့နိဗ္ဗာန်ကိုအာရုံပြုလို့လွတ်မြောက်တဲ့စိတ်ကိုရရှိတဲ့ပုဂ္ဂိုလ်ဆိုတာဖြစ်နိုင်ပါသလဲလို့မေးတော့မြတ်စွာဘုရားကဝိပဿနာကျင့်စဉ်တစ်ခုဖြေတယ်အဲ့ဒီဝိပဿနာကျင့်စဉ်လေးကအမတန်မှတူတူလေးဖြေတယ်မှတ်သားစရာတော့ကောင်းတယ်ဝိပဿနာတရားအထုတ်ထားတဲ့ပုဂ္ဂိုလ်တိုင်းဒါလေးကိုရှင်းဥစွာသင်ထားကြရမှာဖြစ်တယ်ပေါ့။ဘာလဲလို့ဆိုရင်မြတ်စွာဘုရားသဗ္ဗေဓမ္မာနာလံပိနိဝေတာယသဗ္ဗေဓမ္မာခန္ဓာ၅ပါးဆိုတဲ့တရားအလုံးဟာတဲ့အဘိနိဝေဒငါဥစ္စာလို့စိတ်ထဲမှာမှတ်ထားဖို့နာလံမတော်ဘူးတဲ့ဆိုလိုတာကရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်ခန္ဓာ၅ပါးအာရဏ12ပါးဓာတ်18ပါးဆိုတဲ့ဒီတဘာဝတရားတွေဟာငါပဲငါဥစ္စာပဲလို့စိတ်ထဲမှာစွဲမှတ်ထားဖို့မသိတဲ့တရားတွေပါဆိုတာကိုတော့ရှင်းဥစွာသင်ထားရမယ်တဲ့ခန္ဓာ၅ပါးကိုသင်ထားတယ်ဆိုပါစို့ရူပခန္ဓာရုပ်ခန္ဓာကြီးမျက်စိနားနာလျှာကိုယ်ဆိုတဲ့ရုပ်ခန္ဓာကြီးဝေဒနာလို့ဆိုတဲ့ခံစားမှုချမ်းသာတာခံစားမှုဆင်းရဲတာခံစားမှုချမ်းသာဆင်းရဲမဟုတ်တဲ့ခံစားမှုတင်ညာလို့ဆိုတဲ့အာယုံကိုမှတ်သားမှုသင်္ခါရလို့ဆိုတဲ့စိတ်ဆော်မှုကြံစည်မှုဝိညာဏလို့ဆိုတဲ့အာယုံကိုရယူသိရှိမှုဆိုတဲ့ဒီယုတ်တဘာဝတရားနန္တဘာဝတရားတွေဟာဘယ်ဟာကိုမှငါဟာလို့စိတ်ထဲမှာဆွဲမှတ်ထားဖို့မတော်ဘူးတဲ့။ဘာဖြစ်လို့တုံးဆိုလို့ရှိရင်ကိုယ်ဆွဲမှတ်ထားတဲ့အတိုင်းမဖြစ်လို့ပါတဲ့။ကိုယ်ဆွဲမှတ်ထားတဲ့အတိုင်းမဖြစ်လို့ဟုတ်တယ်လေ။ရုပ်ကိုပဲဖြစ်ဖြစ်ငါလို့ဆိုလိုက်လို့ရှိရင် तू ကငါမဟုတ်တာ तू ကသူ့တဘာဝအတိုင်းသူ့အကြောင်းနဲ့သူဖြစ်တာဟုတ်။အဲ့လိုမဟုတ်ဘူးငါဟာလို့သတ်မှတ်လိုက်လေ။ तू ကသူ့တဘာဝအတိုင်းသူသွားနေတာဆိုပါစို့မျက်စိလေးကိုငါမျက်စိလို့ကိုယ်ကသတ်မှတ်လိုက်တယ်အဲ့ဒီငါမျက်စိလို့သတ်မှတ်ထားတဲ့မျက်လုံးလေးဟာတဖြည်းဖြည်းမှုံးမလာဘူးလားမှုံးလာတယ်အသက်အရွယ်ရအချိန်တန်တော့နာကျင်တဲ့ခါ तू နာတာပဲကိုကနာခိုင်းတာမဟုတ်ဘူးဟောမျက်စိနာတယ်မျက်စိအောင့်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်နားလည်းထို့တူပဲလျှာလည်းထို့တူပဲနှာခေါင်းလည်းထို့တူပဲခန္ဓာကိုယ်ဟာအားလုံးပဲငါဟာလို့ပြောလိုက်တဲ့ဟာတွေကငါဟာဆိုတဲ့အနေအထားမျိုးတစ်ခုမှရောက်မလာဘူးတဲ့ကိုထင်တဲ့အတိုင်းတစ်ခုမှမဖြစ်ဘူးကိုဖြစ်ချင်တာတွေနဲ့တခြားပဲဖြစ်နေတယ်ဆိုတော့ငါလို့လည်းသတ်မှတ်ဖို့မသင့်တော်ဘူးငါဟာလို့လည်းသတ်မှတ်ဖို့မသင့်တော်တဲ့သဘာဝတရားသူ့အကြောင်းနဲ့သူဖြစ်နေတာတဲ့လူတွေကသာငါလို့ထင်နေတာအထင်သက်သက်မြတာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဝိပဿနာကျင့်ဖို့ရအတွက်ဒီအတွေးလေးကိုအရင်သင်ရမယ်သဗ္ဗေဓမ္မာနာလံပိနိဝေတာယယုတ်တရားနံတရားအလုံးဟာငါလို့စိတ်ထဲမှာဆွဲမဲ့ထားဖို့မထိုက်တဲ့ငါဟာလို့စိတ်ထဲမှာဆွဲပိုက်ထားဖို့မထိုက်တဲ့တရားတွေသာဖြစ်တယ်သူဖြစ်ခြင်းတို့ဖြစ်ငါဖြစ်ခြင်းတို့ဖြစ်တဲ့အရာမဟုတ်ဘူးဟောအချိန်တန်တော့သူပြက်ခြင်းပြက်သွားတယ်ကိုယ်နဲ့ဘာမှမဆိုင်တယ်လို့ပဲနေရတယ်နော်ကိုယ်ဆန္ဒကိုဆန့်ကျင်ပြီးတော့အလုံးဖြစ်နေတယ်ကောင်းပြီအဲ့ဒါလို့ဖြစ်နေတဲ့သဘာဝတရားတွေကိုဒီအတိကိုအခြေခံပြီးတဲ့အခါကျတော့ကိုယ်တဏ္ဍာမှာရှိတဲ့ဒီသဘာဝတရားတွေကိုတွေ့အောင်ရှာတယ်ဆိုတာဒါကရုပ်ပဲဒါကနာမ်ပဲဒီလိုတွေ့အောင်ရှာတာပြောတာဆိုပါစို့ထွက်လေဝင်လေလေးကိုကြည့်ထွက်လေဝင်လေလေးဟာစိတ်တည်းဟူသောအကြောင်းကြောင့်ရှူလိုက်ရှိုက်လိုက်နဲ့လေကလေးကဖြစ်နေတာလေလေးကရှူလိုက်ရှိုက်လိုက်ဒီလိုဖြစ်နေတဲ့စိတ်တစဝါယောလို့ခေါ်တယ်စိတ်ကြောင့်ဖြစ်ပေါ်နေတဲ့အရာလေးနော်စိတ်မရှိတော့ဘူးဆိုရင်အသက်ရှူသေးရလားလူဟာမရှူတော့ဘူးအဲ့ဒါကြောင့်မလို့ဒီရှူတဲ့လေဟာဒီခန္ဓာကိုယ်ထဲမှာရှူသွင်းရှိုက်ထုတ်လို့နေတာစိတ်ကြောင့်ဖြစ်နေတာအဲ့တော့စိတ်တည်းဟူသောအကြောင်းကြောင့်ဖြစ်လာတဲ့ဒီလေလေးကိုငါလို့သတ်မှတ်မလားဆိုသတ်မှတ်လို့မရဘူး
စိတ်ရှိတုံးသာဖြစ်တာစိတ်မရှိရင်သူကမဖြစ်တော့ဘူးအဲ့တော့ငါလို့ဆွဲလန်းလို့လည်းမရဘူးအဲ့ဒီလေလေးဟာဝါရောယုတ်ကလေးပဲအဲ့ဒီဝါရောယုတ်ကလေးကနေပြီးတော့နှာသီးပြားလေးကိုလာထိတယ်ဟောနှာသီးပြားလေးကလည်းငါလားလို့ဆိုတော့မဟုတ်ဘူးသူကံစိတ်ဥဒုအာရအကြောင်းတရားတွေကြောင့်ပေါင်းစပ်ပြီးတော့ဖြစ်ပေါ်နေတဲ့အရာကလေးသာဖြစ်တယ်ဝါရောယုတ်နဲ့နှာသီးပြားနဲ့ကာယပတာရနဲ့ပေါင်းစုံလိုက်တဲ့အခါကျတော့ထိမှန်းသိလိုက်တဲ့ထိတိစိတ်ဆိုတာလေးပေါ်တယ်အဲ့ဒီထိတိစိတ်ကလေးကရောငါလားလို့ဆိုငါမဟုတ်ဘူးဒါနန္တရားတက်တက်မြတာဖြစ်တယ်ရုပ်နှစ်ခုပေါင်းစုံမှုကြောင့်ပေါ်လာတဲ့နာမ်ကလေးပဲဖြစ်တယ်လို့အဲ့ဒါလို့ရှုမြင်ထားလို့ရှိရင်ဒါညာတပရိညာနဲ့သိတယ်ပေါ့လေရယ်နှာသီးပြားကရှိတဲ့ကာယပတာရရဲ့ကရုပ်တရားထိလို့သိတဲ့အသိစိတ်လေးကနန္တရားလို့ကိုယ့်ဘာကိုလေရှုရင်းစဉ်းစားကြည့်ပေါ့အဲ့ဒီစဉ်းစားတယ်လို့ထိုင်းနေတဲ့အခါမှာလည်းစဉ်းစားလို့ရတာပဲကျမ်းမော်ထိုင်းနေရင်ကျမ်းရဲ့မာကြောမှုတို့မို့ဒီဆိုဖာပေါ်ထိုင်ရင်ဆိုဖာရဲ့ဣရာတို့ခန္ဓာကိုယ်မှာလာထိနေတာထိတာရဲ့ဟုတ်လားနောက်ပြီးတော့ထိတာကိုသိတယ်ဆိုတာရဲ့ဒီ၃မျိုးပဲအမြဲတမ်းဒီ၃မျိုးပဲအတန်ကနားလာထိရင်လည်းအတန်ရဲ့နားရဲ့ထိသိစိတ်ရဲ့နော်အနံ့ကနှာခေါင်းလာထိလို့ရှိရင်လည်းထို့အတူပဲအနံ့ရဲ့နှာခေါင်းရဲ့နံသိစိတ်ရဲ့လျှာကနေထမင်းစားလို့ဟုတ်လားလာပြီးတော့ထိတယ်ဆိုရင်လျှာရဲ့အရသာရဲ့ဒီတစ်ခုထိလိုက်တဲ့အခါမှာလျက်သိစိတ်ခန္ဓာကိုယ်ထိတာတို့ဟောကာယပတာရထိသိစိတ်ဟောဒီလိုပေါ်လာတာအဲ့တော့ရုပ်ရည်နာမ်ရည်လို့ကွဲခြားခြားသိသွားတာနဲ့တပြိုင်နက်ဒါမြတ်စွာဘုရားကခုနအတိလေးကိုရှေ့ရှုပြီးတော့ဒါကရုပ်ဒါကနာမ်ဆိုတာညာတပရိညာနဲ့ပိုင်းခြားသိရမယ်တဲ့ဒါဝိပဿနာကျင့်စဉ်ကိုအချင်းချင်းခေါ်တာခုနနှလုံးသွင်းကနေဆက်ပြီးတော့ရုပ်နဲ့နာမ်ကွဲအောင်ကြည့်ပြီးတဲ့အခါကျတော့ထိုရုပ်နာမ်ရဲ့သဘာဝတွေကိုကြည့်လိုက်တဲ့အခါမှာဝင်လာတဲ့လေလေးကလည်းလေဝင်လာပြီးပျောက်သွားတာပဲနော်ကာယပတာရလေးကိုလာထိလိုက်တဲ့အချိန်မှလေးပဲသိတဲ့စိတ်လေးကလည်းပေါ်လာတာပြီးတော့လည်းပျောက်သွားတာပဲအဲ့တော့ထိတဲ့အခိုက်ကလေးမှာသိတဲ့စိတ်လေးပေါ်လာတယ်ထိပြီးတာနဲ့ပျောက်သွားပြန်တယ်အဲ့ဒီမမြဲတဲ့သဘောတွေကိုစဉ်းစားသိရှိလာတဲ့အခါကျတော့မမြဲပါလားလို့ဆိုတဲ့ဆုံးဖြတ်တဲ့အသိဉာဏ်တစ်ခုပေါ်လာတယ်အဲ့ဒါကိုတိရဏပရိညာလို့ခေါ်တာပဲညာတပရိညာဆိုတာဒါကယုတ်ဒါကနံဘာဖြစ်လို့ယုတ်လို့ဘာဖြစ်လို့နံလို့ပြောတာတုံးဆိုရင်ဟောနံဆိုတာအာယုံကိုသိတဲ့သဘောခုနကလေလေးကလည်းမသိဘူးကာယပတာရလေးကလည်းမသိဘူးသိတာကနံတရားလေးကသာသိတာဟောမသိတဲ့သဘောကယုတ်သိတဲ့သဘောကနံလို့အကြံပြင်းတယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့သဘာဝချင်းနှစ်ခုမတူဘူးမတူတဲ့သဘာဝနှစ်ခုကိုပိုင်းခြားသိတာညာတပရိညာပဲအဲ့ဒီညာတပရိညာဆိုတဲ့အသိဉာဏ်ရပြီးတဲ့အခါမှာမမြဲတဲ့သဘောတွေထိုမမြဲမှုကြောင့်စိတ်ပြည့်စရာကောင်းတဲ့သဘောတွေကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောတွေကိုဆုံးဖြတ်နိုင်လာလို့ရှိရင်တိရဏပရိညာလို့ခေါ်တယ်အဲ့ဒီလိုမြတ်စွာဘုရားကဝိပဿနာဉာဏ်နဲ့အခုလိုညာတပရိညာတိရဏပရိညာဆိုတဲ့အသိဉာဏ်တွေနဲ့သိရမယ်လို့ဟောပြီးတဲ့အခါမှာရှင်မောက္ကလံကိုဗာတရားဟောတော့ဆိုဝေဒနာကမ္မထာကိုဟောလိုက်တယ်။ဘာဖြစ်လို့ဝေဒနာကမ္မထာဟောတော့ဆိုစိတ်ထဲမှာအာယုန်တစ်ခုပေါ်လာလို့ရှိရင်သူကခံစားမှုလေးတွေရှိတယ်။ခုနရှူလိုက်တဲ့အခါရှူကောင်းလို့ရှိရင်ဒုက္ခဝေဒနာ။ဟိုရှူရတာမကောင်းဘူးသက်ရှူရတာလည်းခက်တယ်လေကြီးကလည်းမကောင်းဘူးဆိုလို့ရှိရင်ဒုက္ခဝေဒနာ။ထိုင်ရတာပင်ပန်းတယ်အောက်ကနေပြီးတော့မာတယ်စလုံးတစ်ခုကြီးဖြစ်နေတယ်ဒုက္ခဝေဒနာ။အဲ့ဒီဝေဒနာလေးတွေကိုမြတ်စွာဘုရားကမမြဲတဲ့သဘောအနေနဲ့ရှုရမယ်တဲ့ထိုဝေဒနာလေးတွေပြတ်သွားတာမြင်ရမယ်ထိုဝေဒနာလေးတွေချုပ်ငြိမ်းသွားတာမြင်ရမယ်ဖြစ်ပေါ်လာတာကိုလည်းမြင်ရမယ်ချုပ်ငြိမ်းသွားတာကိုလည်းမြင်ရမယ်ဝေဒနာကမ္မထာကိုဝေဒနာနုပဒနာကမ္မထာကိုခေါ်လိုက်တာအဲ့ဒီလိုဝေဒနာရဲ့ဖြစ်မှုပြတ်မှုသဘာဝလေးတွေကိုမြင်လာတဲ့အခါမှာတဲ့ဝေဒနာပေါ်မှာမြင်တယ်လို့အလုံးသဘာဝတရားတွေပေါ်မှာလည်းပဲဖြစ်ပြမှုတွေမြင်လာတဲ့အခါဘာဖြစ်တယ်ဆိုရင်ဆွဲလန်းမှုဆိုတဲ့ငါဆိုတဲ့
ngã hà lộ tần à xuân lam mục ngã số đấy thấy thì xuân lam mục số là đi cho cái đó đấy đó cả mà xuân lam gì à số là bà được cũng mà mới xí đâu tần à đấy thì này chỉ bị rồi xuân mệt thà gì à được cũng mà miền đâu mà miền này cả mà đúng xuân lam mục mới xí thì phải cháu phải đảm mụcပြုတ်သွားတယ်လောကမှာဆွဲလန်းမှုဆိုတာဘာမှမရှိသည့်အတွက်ကြောင့်တွေ့တာမှုတွေချုပ်ငြိမ်းသွားတယ်တွေ့တာမှုတွေချုပ်ငြိမ်းသွားတာဟာလွတ်မြောက်သွားခြင်းပဲလို့မြတ်စွာဘုရားကဝိပဿနာတရားကိုဝေဒနာကမ္မထာနဲ့အဆုံးသတ်ပြီးအဲ့ဒီလိုတွေ့တာမှုတွေချုပ်ငြိမ်းသွားတဲ့ပုဂ္ဂိုလ်ဟာငါမှာဖြစ်မှုဇာတိတရားတွေလည်းကုန်သွားပြီကျင့်စရာတရားတွေလည်းငါအကုန်ကျင့်ပြီးသွားပြီနောက်ထပ်ထပ်ပြီးတော့ကျင့်စရာမလိုတော့ဘူးအလုံးကအဆုံးနိုင်သိသွားပြီလို့ကိုယ့်ကိုယ်သိနိုင်ပါတယ်တဲ့အဲ့ဒီအတိုင်းကျင့်လို့သိသွားပြီဆိုလို့ရှိရင်ဒါတဏှာသင်္ခယဝိမု ക്ത ပဲတဲ့တဏှာကုံရာအတွေ့အတာချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်မှာလုံးဝလွတ်မြောက်သွားခြင်းပဲလို့လွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ပဲလို့မြတ်စွာဘုရားကဒီတရားကိုရှင်မောက္ကလန်ရဲ့အမေးကိုဖြေပြီးတော့ဝေဒနာကမ္မထာကိုခေါ်တာအဲ့ဒီဟောထားတဲ့ကျင့်စဉ်အတိုင်းဝေဒနာကမ္မထာကိုရှုမှတ်ပြီးတော့ရှင်မောက္ကလန်ဟာ9 ရက်မြောက်တဲ့နေ့မှာယဟန္တာဖြစ်သွားတယ်ထူးဆန်းတာကရှင်သာရိပုတ္တရာမထေရမြတ်ကလည်းဝေဒနာကမ္မထာကိုနားထောင်ပြီးတော့ယဟန္တာဖြစ်သွားရှင်သာရိပုတ္တရာမထေရမြတ်ကြတော့ဒီကနခဆိုတဲ့သူ့ရဲ့တူတော်တဲ့ပရပိုက်ကိုမြတ်စွာဘုရားကတရားဟောတာအဲ့ဒီအချိန်မှာအနားနာမှာရှင်သာရိပုတ္တရာကဘုရားကိုရက်လက်ခတ်ပြီးတော့တရားနာနေတာဟောတာကပရပိုက်ကိုဟောတာပရပိုက်ကိုဟောတဲ့အခါမှာမြတ်စွာဘုရားကအေးချမ်းသာဝေဒနာချမ်းသာမှုခံစားနေတဲ့အချိန်မှာဆင်းရဲတာဆိုတာမလာဘူးဆင်းရဲတာခံစားနေတဲ့အချိန်မှာလည်းချမ်းသာမှုဆိုတာမလာဘူးဆိုတဲ့ဝေဒနာရဲ့သဘောတရားတွေဟောပြီးတော့ဝေဒနာတွေရဲ့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေအစိုးမပိုင်တဲ့သဘောတွေကိုမြင်အောင်ရှုဖို့ဝေဒနာကမ္မထာကိုဟောလိုက်တဲ့အချိန်မှာရှင်သာရိပုတ္တရာမြတ်စွာဘုရားဟောတဲ့တရားအတိုင်းလိုက်နာပြီးတော့နာယူရင်းနှလုံးသွင်းရင်းနဲ့ပဲယဟန္တာဖြစ်သွားတာအဲ့တော့ဒီစာနှစ်ခုကိုပေါင်းစပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ရှင်မောက္ကလန်လည်းဝေဒနာနုပဒနာကမ္မထာနဲ့ယဟန္တာဖြစ်တယ်လို့ပြောရမယ်ရှင်သာရိပုတ္တရာလည်းဝေဒနာကမ္မထာနဲ့ပဲယဟန္တာဖြစ်တယ်လို့ပြောရမယ်သုတ်တန်ချင်းတော့တခြားစီပဲဒီတန်ငယ်ချင်းနှစ်ပါးဟာသောတာပန်တနေ့တည်းကိုဖြစ်ကြပြီမယ်လို့ယဟန္တာဖြစ်တဲ့အခါကျတော့ရှင်မောက္ကလန်က9 ရက်နဲ့ယဟန္တာဖြစ်သွားတော့သူကအရင်စောတယ်ပေါ့ရှင်သာရိပုတ္တရာတဲ့တပတ်စောပြီးတော့ယဟန္တာဖြစ်တယ်လို့ပြောရမယ်ရှင်သာရိပုတ္တရာမထေရမြတ်ကသူ့ရဲ့တပတ်ပိုးကြာသွားတယ်2 ပတ်လောက်တရားထုတ်ရတယ်ပေါ့ရှင်မောက္ကလန်ကတော့တပတ်ထဲနဲ့အာထုတ်ရပြီမဲ့လို့သူကဒုက္ခပฏิပဒါခိတ်ပါပဲညာပင်ပင်ပန်းပန်းကျင့်ရတယ်လို့ပြောရမယ်ဘာဖြစ်လို့ပင်ပန်းတယ်လို့ပြောတာလဲဆိုငိုက်နေတာအိတ်ချင်မှုကိုနှိပ်စက်တော့9 ရက်အတွင်းယဟန္တာဖြစ်သည့်အတွက်ကြောင့်ခိတ်ပါပဲညာလင်းလင်းမြန်မြန်သိပြီမဲ့လို့ဒုက္ခပฏิပဒါသူကခက်ခဲအာထုတ်ရတယ်လို့ဒီလိုဆိုတယ်ရှင်သာရိပုတ္တရာမထေရမြတ်ကြတော့ဒုက္ခပฏิပဒါတဲ့လွယ်ကူအာထုတ်ရတယ်ခိတ်ပါပဲညာလင်းလင်းမြန်မြန်သိတယ်တရားအထုတ်ရက်ကရှင်သာရိပုတ္တရာက2 ပတ်14 ရက်ရှင်မောက္ကလန်က1 ပတ်9 ရက်နဲ့ယဟန္တာဖြစ်တယ်အဲ့ဒီနေရာမှာဘာဖြစ်လို့ဉာဏ်ကြီးတဲ့ရှင်သာရိပုတ္တရာကနောက်ကျပြီးတော့ရှင်မောက္ကလန်ကစောရတယ်လဲဘာကြောင့်ရှင်သာရိပုတ္တရာကနောက်ကျရတယ်လဲလို့ဆိုတော့ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်များဟာအသေးစိတ်ကိုလေ့လာနေတယ်ရှင်မောက္ကလန်ကအသေးစိတ်ကိုမလေ့လာဘူးသိတာကိုဖမ်းပြီးတော့ကြိုင်လိုက်တဲ့အခါမှာကိလေသာမြန်မြန်ကုန်သွားတယ်ပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ကမဟုတ်ဘူးတရားဓမ္မတွေအားလုံးကိုလိုက်ပြီးတော့ရှုတယ်ကုံစင်အောင်ရှုတယ်ဒါမို့ရှင်သာရိပုတ္တရာရဲ့ဝိပဿနာဟာအနုပဒဝိပဿနာလို့ခေါ်တယ်အနုပဒဓမ္မဝိပဿနာတရားအစဉ်အတိုင်းတရားရှိသမျှတရားတွေကိုကုံစင်အောင်သိပြီးတော့မှရှုတဲ့ဝိပဿနာမျိုးဖြစ်သည့်အတွက်ကြောင့်ရှင်သာရိပုတ္တရာကကြံ့ကြာသွားတာကုံစင်အောင်လိုက်ပြီးတော့ရှုနေလို့ကြံ့ကြာတာရှင်မောက္ကလန်ကြတော့ဖတ်မိရအာယုံတစ်ခုပေါ်မှာစူးစိုက်ပြီးတော့ဝိပဿနာရှုလို့တပတ်အတွင်းမှာယဟန္တာဖြစ်သွားတယ်ရှင်သာရိပုတ္တရာက2 ပတ်ကြာမှယဟန္တာဖြစ်တယ်ထို2 ပါးလုံးယဟန္တာဖြစ်သွားတဲ့နေ့သို့မဟုတ်ရှင်သာရိပုတ္တရာယဟန္တာဖြစ်သွားတဲ့နေ့ဟာတဘုတ်ရဲလာပြီနေ့ဖြစ်တယ်
Eri de Borella Vinema, Yasoviaga, Sindari Bodra, Shimogalan, Nabago, Ekatawaga, a true chunzo, a Yaso, the V. Tamat Janyare, Napibio, Tangat Tanibada, Tangari, Patamazo, a seaway chimbara napshitty. Tajamo, a de Borella Vineo, Badimo, Caro, Nail, Dilu Koja. Yasoviaga, Oara Badimo, Pede, a Nema. Oara Badimo, Piavi, Tanga, Siwema, Sindari Bodra, Shimogalango. Dayan Lewayan, Ekatawaga, a ship, a dima beauty, Chinyare, the beach, Chinya like that. Emadama Tuchone, Bibogo Nabaha, the Ishimya Nabaha, Sindari Bodra, Batimiaga, Pinya Ayama, Tumadu on Santaya, Bogo Mupibido, Shimogalanjaro, Tamata Chinzima, Boboyo, Omiano, the Tamari Swan Au, Don Chabi, the Goyama, Tumadu on Santaya, Bogo Mupidebo. Rajamu of Yama, Pinyaga, the bar, the Govega, the bar, Dinabaha, Amadama Tuchon, the Bogo Nabapidebo. Eri Nabarema, Pinya the one at the Godamaha, Kuduani Vido Tinsharon, the Godamaga Tinshana. Rajamu to Naba, Chimwane Kama, Sindari Bodara, Shima Mogalangu, Downine Ubama Bede, Shimogalano Yade, Emadama Georgiava Bede, Downilo Way. The Vido Ruado, Shimogalan, Downy Bega, Chowdongli Loba, Way, Lupiona. No? Chowdongli Loba. Valoroso, Downisa, we have Yarani, Chowdongli Jaro, Analama Miama, Pinya the Maga, Edidu, Matin Shao. Edo Shima Moglanga, Babi and Vido shout down solution. Oh, Shendari Bodra, the Gego, Sage Jiba, the Vido, Sageli Naga, Sabwan later went mad. How? Pinya the Majaro, Sane Ubama Bede, Pabilo solution. Samapa, a Yaya Posher ship. Pinya Mabale, a Yaya Posher ship. Konalo, Downilo, Lumadiu, Todo Hena in Saba. Oh, Samapa, a Yaya Posher ship. Ero Pinya Mabalusin, a Yaya Posher ship. Rajawo, Shimogalanga, Shendari Bodrago, Ubama Bedeka, Simyaga, Sage Jiba, the Vidoga, Samo going a little pet, Avedo. The Vane deva, Kundin Vido, Georgia, Totan the Kuma, Dilu Matata. Eh, Rajawo, dear chicken, Duras and Breda, Shima Mogalan, Matimiago, Hoja Chimingere, Engai, Kamatan alone, Engai Chen, so that. Tipiatana, Bebo Beni Pishiare, the Adama Chenekama, Bebo Beni Chin Bido, Bebo Beni, the Nathan Kaya, Wimoda, the Na Adredari, Alon Konya, Nebama, Belu Lumio Dware, Sura, Yasavia Hotare, they are dying, Laina Chinton Jim, Jodedrile, Toshim Yajiru, Yamabu Dware, the Arudia Miago, Yamabu Nanyama, Chide, Shunchi, B, Josa, Aton, Nanyaba, they on the D. Kemita Boya, Tatawa Myaswa, Biyangwa, Chanda Javazi, Tatawa Myaswa, Biyangwa, Chanda Javazi, Midayi Jam, Tonga Psham, Jinjan Javazi, Midayi Jam, Tonga Psham, Jinjan Javazi, Leshi Jamma, Sechana, Doya Sanda Bivazi, Leshi Jamma, Sechana, Doya Sanda Bivazi, Damodaram Biwitavana, Vida Tavi, the Muhada, Asara Marati Diva, Nivana, Yandu Tado, Damodaran Lovadoda, Moha Saito Gimjoji, Diasigo. Biwedwa Wanda, Shimja, Taujaya, Najaya, Gonoja, with Dadavi Pusa, Nogilida, say a dog who the Yarudi,
သမုဂတပိဉ္ကြပဲတွင်ရေမတင်တကဲ့သို့ကင်းစင်လွင်ပြောင်းပေမရအောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလည်းကွာနာခြင်းလည်းကင်းသေးခြင်းလည်းရှင်းထသောပိဋိဘဝကိလေသာဟုဘုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးပြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်လည်းမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း